ဟုတ်တယ်တဲ့သူကပါစနေနော်ကလေးပဲရှိသေးရလေနော်တဲ့ဟုတ်မှာပေါ့ရှင်တို့အမြင်မှာတော့ကျမကလေးပေါ့နော်အေးပေါ့ကျမရောက်ကလည်းကလေးရုပ်ပေါက်ညာဆိုတော့လေဟဲ့ဒါလေးလာတော့လေဟိုတရားသွားလိုက်ပြီဆိုတော့ပြင်းနေပါပြီအိုင်ဖုန်းကလဲတော့လိုက်ပြီခဏလေးကျမလွတ်နေတနားကြီးပြေးပြီလားမသိဘူးတနားကြီးပြေးလို့ချင်းကျမဆင်းရတော့မယ်နောက်ထပ်7မိနစ်ဆိုကျမဆင်းရတော့မယ်7မိနစ်ကြာရင်ဆင်းရပါတော့မယ်အခုကနေစကားလေးပါလေးပြောပြီးတော့နှုတ်ဆက်ကြရတာပေါ့နော်မပေါ်ပါဘူးမပေါ်လို့လေရောင်နာလေ80ရလေးစားတာလည်းတပြက်ပြက်နဲ့မိနေနောက်ထပ်7မိနစ်ဆိုကျမစီးရပါတော့မယ်နှုတ်ချက်ရတော့မယ်နော်ညနေ9:00 8:00ကြာပြန်တက်လာပဲလို့နော်အဲ့ချိန်ကျတော့ကျမတယောက်ထဲပါပဲသူမပါတော့ဘူးပေါ့နော်ခုကသူ့လာလေတယ်ကျမအိမ်ပြန်သွားရင်သူ့လာလေတွေ့လာလေမဟုတ်သူ့လာလေသူ့ကိုလာလေတယ်โอเคရှင်းလို့ရှင်နေအသေးလေးတွေလည်းပေးလက်ဆောင်မုံတွေလည်းချပေးနော်ထမမိုက်လည်းလူတွေကလေအာဘာဖြစ်တာရှင်ကရှင်ကြိုက်တာလေအားတဲ့အော်ချလိုက်တာအေးနဲ့ဒီဆုံးကလာမယ်တဲ့โอเคဟုတ်လို့လားလက်ဆောင်လင်းပုံလေးပါလေကျတော့မချခဲ့ပေးဘူးနော်ဟဲ့နေရရောကိုယ်ကိုယ်အောင်မအောင်တော့စားလို့နေဆိုတော့ဘောလုံးပြ follow ပြန်လုပ်ပါမယ်နော်တော့ခံရမယ်နော်ဆရာလေး thank you so much နေလိုက်နော်မွန်လေးတိုင်းပေါ့ဆရာလေး thank you so much မဝယ်ဘူးပေါင်းမွေတာတော့ဘာလည်းမရဘူးတောင်ကြီးကပါဒီထရအိမ်နဲ့တာရှိလိုက်ကပြစ်ရလားဘွေးရောက်မှတိုက်နေရတာဖွားရင်ရောက်ရင်လို့ပဲချက်စရာကိုမရှိတော့လေမလေးဘာပြောရတော့ကျမနားမလဲပါလဲဟဲ့ခေါမလေးတော့ငါမတွေ့ရတော့ဘာတော့ပဲပြုတ်တွေလိုက်ရောင်းနေတာလားဗောမလေးဘာလို့ဒီရောက်ဒီနေပဲပြုတ်ရောင်းချလာမလေးကျမရောင်းရှင်ရောင်းကြောက်စိမ့်တို့စိမ့်ပြစိမ့်ပြကြောက်စိမ့်တို့ဟိုဟာလို့လည်းရောင်းမှာနန်းပြလာမဘလိမ့်နဲ့နော်ပဲပြုတ်လည်းမြောင်းဟိုဟာလည်းမြောင်းအစားချာကြောက်ဝါပူဝါလေးစားတပြက်နဲ့ငါစားမှငါလိုက်လူစားမှတအားကြောက်ဟုတ်ပါဘူးအေးဘူးလို့ချာချက်မှဆိုလို့မကြွေးတာနဲ့မလေးငါချာချက်မှလို့ဆိုလို့တော့မကြွေးတာလေအေးပါချာချက်ပါအဖြူလေးကိုမဖတ်နဲ့ကွာလင်မယားတွေလာတယ်ဘာလို့မဖတ်မလဲငါဖတ်ရှင်မဟုတ်ရင်ငနဲ့ဒီလိုဖတ်လာတာနော်ငါလာမပြောနဲ့ငါဖတ်မလို့လင်မယားကွာချာချက်သွားပြီပူလိုက်တာတေးဟေးတေး